မြန်မာသမိုင်းနဲ့ရွှေတတိကန်ဒေသရဲ့သမိုင်းမှာဘိန်းဘီရင်တို့ကဘာကပါတတ်မှတ်ခံရသူနှစ်ဦးဦးခွန်စာနဲ့လော်စင်သူတို့နှစ်ယောက်စလုံးကရှမ်းပြည်နယ်ရှေးပိုင်းနဲ့မြောက်ပိုင်းကိုခြေခံပြီးလက်နက်ကင်တပ်ဖွဲ့တွေကိုတီထောင်ကဆယ်စုနှစ်ပေါင်းများစွာကဘာအကြီးဆုံးမူရည်စေဝါကွန်ရက်တွေကိုကျူးပန်ခဲ့သူတွေပါဘိန်းဘီရင်ကြီးသို့မဟုတ်ဘိန်းဖြူလုပ်ငန်းကိုစတင်တီထောင်ခဲ့သူလော်စင်ကိုကံမျိုးသားတရုတ်နွယ်ဝါဖြစ်ပြီး1960ကာလတွေမှာကိုကံဆိုးရရဲ့ကာကွယ်ရေးတပ်မတော်ခေါင်းဆောင်အဖြစ်စတင်အာဏာရလာပါတယ်လော်စင်ဟန်ကရွှေတတိကန်ဒေသမှာဘိန်းစိမ့်တင်မကပဲဓာတုဗေဒာနီးနဲ့အစင်းမြင့်ဘိန်းဖြူထုတ်လုပ်တဲ့စက်ရုံတွေကိုပထမဆုံးစတင်တည်ထောင်ခဲ့သူဆိုပြီးတော့လူသိများပါတယ်မြန်မာဆိုရနဲ့တင်းမြောင်နေပြီးဇီဝရေးလုပ်တဲ့နီးပြူကိုအဓိကသုံးခဲ့သူပါ1983ခုနှစ်မှာဖမ်းဆီးခံရပြီးဒေသပေးခံရဘူးပေမဲ့1980မှာလူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာတော့အစိုးရနဲ့တိုင်းရင်းသားဖွဲ့တွေကြားငြိမ်းချမ်းရေးပွဲစားလုပ်ပေးခဲ့ပါတယ်နောက်ပိုင်းမှာမူရည်ဇီဝလောကမှာနားယူပြီးသူ့ရဲ့သားထုံးမြင့်နိုင်တဲ့တူအေရှာဝါကုမ္ပဏီကိုတည်ထောင်ကမြန်မာနိုင်ငံရဲ့အကြီးဆုံးခရိုနီလုပ်ငန်းရှင်ကြီးအဖြစ်ဘဝကိုပြောင်းလဲခဲ့ပါတယ်2013ခုနှစ်အသက်88နှစ်အရွယ်မှာတော့ရန်ကုန်မြို့မှာတဘာဝအတိုင်းဘဝနေကုန်းချုပ်သွားခဲ့ပါတယ်老早要好过天，说早啊，路要早嘞，可是现在别光打别光打，都要把心装我走，行安个嘛我嘞。ရွှေတတိကန်ဒေသရဲ့ဘိန်းဘီရင်ကြီးဦးခွန်စာအမည်ရင်းငါကြံချီဘူးဖြစ်ပြီးရှမ်းတရုတ်ကာပြတအူးပါပြည်သူလူထုရဲ့ယုံကြည်မှုရအောင်လုပ်ပြီးနောက်ပိုင်းမှာမိမိကိုရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် MTA ရဲ့ခေါင်းဆောင်အဖြစ်ကြီးညာခဲ့ပါတယ်ကမ္ဘာဩဇာအကြီးဆုံးဘိန်းဘီရင်ကြီးလို့သတ်မှတ်ခံရပြီး1980နဲ့1980ပြည့်နှစ်တွေမှာအမေရိကန်နိုင်ငံထဲဝင်လာတဲ့ဘိန်းဖြူ60ရာခိုင်နှုန်းကဦးခွန်စာရဲ့လက်ချက်ဖြစ်တယ်လို့အမေရိကန်ကဆွဆွဲခဲ့ပါတယ်အများနဲ့မတူတမှုထူးခြားပြီးအမေရိကန်ကြောက်နေခဲ့တာကဦးခွန်စာမှာကိုပိုင်မြောက်တပ်လေကြောင်းကာကွယ်ရေးတပ်ရှိတဲ့အပြင်အစင်းမြင့်စစ်သားအင်အားကလည်းတောင်းကနအထိပါရှိနေတဲ့ကိုပိုင်စစ်တပ်ရှိနေတဲ့အတွက်ကြောင့်ပါအဲဒါကြောင့်လဲအမေရိကန်ကသူ့ကိုဖမ်းဆီးဖို့ဒေါ်လာ2သန်းစုငွေထုတ်ခဲ့ပါတယ်ဦးခွန်စာကသူ့ကိုယ်သူမူရရာစာလို့မမြင်စေပဲရှမ်းလူမျိုးတွေလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ဒေါ်လာရေးသမားအဖြစ်ပုံဖော်ခဲ့တာပါတော်ပြောင်မြောက်တဲ့ဖြူအားလို့ပြောရမှာပဲဒါပေမဲ့နောက်ပိုင်းမှာတော့ဘိန်းဆိုင်တာကရှမ်းပြည်သူတွေဝမ်းစာအတွက်ဖြစ်လို့နိုင်ငံတကာကတရားဝင်ဝယ်ယူဖို့အထိပါကမ်းလှမ်းခဲ့ဘူးပါတယ်ဒါကလည်းအတော်ပြောင်မြောက်တဲ့ marketing လို့ပြောရမှာပဲဒါပေမဲ့1996ခုနှစ်မှာတော့ယုံကြည်လက်လွဲရမယ့်တပီသားမရှိတဲ့အတွက်ကြောင့်ဦးခွန်စာက MTA စစ်တပ်ကိုဖျက်သိမ်းပြီးမြန်မာအစိုးရတန်းလက်နက်ချခဲ့ပါတယ်နိုင်ငံရေးဆိုတာဒီလူတွေလက်ရှိတာဘာလာလို့သိရပြီးဦးခွန်စာကိုမြန်မာအစိုးရကအမေရိကန်ကိုလွှဲမပေးဖို့ကတိပြုခဲ့ပြီးရန်ကုန်မှာပဲစစ်အစိုးရရဲ့စောင့်ရှောက်နဲ့2009ခုနှစ်မှာတော့အသက်83နှစ်အရွယ်ဦးခွန်စာကဘဝနီကုံချုပ်သွားခဲ့ရပါတယ်ကျွန်တော်စဉ်းစားနေတာကတက်တရားနေဖို့တောင်မသေးကြတဲ့လူ့ဘဝကြီးမှာ10သက်စားမကုန်နိုင်အောင်ရှာဝေးခဲ့တာဘလို့ယူသွတဲ့လောဘလဲဆိုတာကိုအတော်လေးစဉ်းစားရခက်ပါတယ်ဆိုတာကိုပြောရင်ဒီလောက်ပါပဲ